အားလုံးမင်္ဂလာပါလိုက်ပေါ်မှာလူတော်တော်များများကပေါ့နော်ရှားချင်းနဲ့ရှားချင်းတတိခန္ဓာချင်းဝန်တာခွန်အားရတယ်ဒါပေမဲ့မင်းဝတ်ထားတဲ့ယူနီဖောင်းကိုဘယ်လိုမှလက်ခံလို့မရဘူးမင်းဝတ်ထားတဲ့ယူနီဖောင်းကြောင့်ဆက်နောက်ဆက်ဖြစ်တယ်တဲ့နောက်တစ်ခါလိုက်ပေါ်မှာတတိခန္ဓာချင်းဝန်မယ်ဆိုရင်ယူနီဖောင်းမဝတ်ပါနဲ့လက်ခံပါတယ်ဘာဖြစ်လို့လဲလူတွေရဲ့အမြင်နဲ့ဖယားသခင်ရဲ့အမြင်ကမတူဘူးလေစမ်းကြံပဲဖြစ်တယ်ဖယားသခင်ကတော့လူတွေရဲ့နှလုံးသားကိုကြည့်ရှုတယ်လူတွေရဲ့နှလုံးသားကိုချိန်တယ်လူတွေရဲ့နှလုံးသားကိုကြည့်ရှုပြီးတော့ချီးမြှောက်တယ်ရွေးချယ်တယ်ဒါမဲ့လူတွေကတော့လူတယောက်ကိုကြည့်တဲ့အခါမှာရုပ်ရည်ပကာသနာအစင်းအယောင်အစင်းတံကိုကြည့်ရှုတယ်ကျွန်တော်ကိုယ်လည်းရပဲကျွန်တော်လူတယောက်ကိုလာပါတယ်လို့ကြည့်လိုက်တာနဲ့ခြေသလုံးလေးတွေမင်းကလေးဆိုရင်စပင်ရှိလေးတွေသူရဲ့လက်นิ้ဝလေးတွေခြေသေးလေးတွေခြေဖနှောင်းလေးတွေကြည့်ပြီးတော့လာလိုက်တာဒါပေမဲ့ဖယားသခင်ရဲ့အမြင်လူတယောက်ရဲ့လာပတဲ့လူတယောက်ရဲ့လာပမှုကသူ့ရဲ့နှလုံးသားကိုကြည့်ရှုပြီးတော့ဆုံးဖြတ်တော်ဖယားသခင်ဖြစ်ပါတယ်အဲ့တော့ကျမ်းစာထဲမှာလည်းရှိတယ်ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး16အခန်းငယ်ခုကိုဖတ်တဲ့အခါမှာမတွေ့ရလဲဆိုတော့ထာဝရဘုရားသည်လူမြင်တကယ်တော့မြင်တော်မူသည်မဟုတ်လူဒီအစင်းတရံကိုကြည်စုတတ်သည်ထာဝရဘုရားမူကနှလုံးကိုကြည်စုတတ်သည်ဟုရှမွေလအားမင်းတော်မူ၏ဣတိလရှင်ဘရင်စောလိုဘောနော်ဘုရားသခင်ကဖယ်ရှားလိုက်ပြီဘုရားစကားနားမထောင်လို့ဣတိလရှင်ဘရင်အတွက်ဘုရားသခင်ကရေစဲသားတွေကိုငါပြင်ဆင်ထားပြီးပြီတဲ့ရှမွေလကိုရှီလွတ်လိုက်တယ်ရှမွေလကကြည့်တဲ့အခါမှာသူ့ရဲ့ဒါဝိရဲ့အကူကြီးကြည့်တဲ့အခါ9ယောက်စလုံးဘုရားသခင်ဖယ်ရှားလိုက်ပြီဘုရားသခင်ကလူရဲ့အစင်းတရံကိုမကြည့်ဘူးတဲ့နောက်ဆုံးကျတော့ဒါဝိအငယ်ဆုံးသူ့နှလုံးသားကိုကြည့်ရှုပြီးတော့ဘုရားသခင်ချီးမြှောက်သွားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့လူတွေရဲ့အပေါ်ယံတော်အစင်းတရံကြည့်ပြီးတော့ကြည့်လို့မရတော့လက်ခံလို့မရဘူးမိတ်ဆွေကျွန်တော်တို့အစင်းတရံအယောင်စင်းမတွေ့နေပါစီယေရှုခရစ်၌တည်နေကျွန်တော်ဟာမိသားစုတွေဖြစ်တဲ့ဟာလေလုယာဂလာတိဩဝါဒစာအခန်းကြီး3အခန်းငယ်28မှာဗာပြောထားတယ်ယေရှုခရစ်၌ယူဒလူမရှိဟေလတလူမရှိဂျွန်မရှိလူလွတ်မရှိယောက်ျားမရှိမိန်းမမရှိထိုသခင်၌တင်တို့အပေါင်းတွေတလုံးတဝတ်တည်းဖြစ်ကြ၏တဲ့သခင်ယေရှုခရစ်တော်၌မိတ်ဆွေတင်နေကျွန်တော်ဟာတလုံးတဝတ်တည်းဖြစ်တယ်မိတ်ဆွေဖြစ်တယ်ကြောင့်ရှိတိုင်းဖျားသခင်ကောင်းချီးပေးပါစေ